ဒီနေ့တော့အားလုံးကိုအမို့ကိုချက်စားတဲ့နီးအစ်စ်ကလေးပြောပြပေးသွားပါမယ်။အမို့ကိုတန်းစီအောင်ဆေးပေးပြီးရင်တော့အမြင့်ပိုင်းကိုဖြတ်ပြီးတော့အပြားလေးတွေလှီးပေးထားလိုက်ပါမယ်။ပကံတွေကိုကျုံနှလုံးဖောက်ထည့်ပြီးတော့စားတစုံနဲ့ပဲငတ်ပြားကြီးအနှဲငယ်ထည့်မှွေပေးလိုက်ပါမယ်။အဲဒီနောက်မှာတော့အမို့ပေါ်ဆန်းပြီးတော့အမို့ကိုဂျုံမိုးတစ်ထပ်ကပ်ပေးလိုက်ပါမယ်။စီ90ရာခိုင်နှုန်းလောက်ပူလာပြီဆိုရင်တော့ဦးရဲထည့်ကြော်ပြီးတော့ရှေဝိုင်အောင်တန်းကျွတ်ရအောင်ကြော်ပြီးပြီဆိုရင်တော့ဆဲထုတ်လို့ရပါပြီ။ဒီလိုကြော်ထားတဲ့အမိုးကမှွေပြန့်ကျွတ်ပြီးတော့အရန်စားလို့ကောင်းလို့လှုပ်တက်သွားပြီဆိုရင်တော့လူကြီးမင်းတို့လည်းဆန်းလို့စားကြည့်လိုက်တော့နော်။ကော်ပီတုတ်ကြာစံကြော်ကအိမ်မှာအမြဲချက်စားဖြစ်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ရိုးရှင်းလွယ်ကူအရသာရှိပြီးတော့ထမင်းနဲ့လည်းလိုက်ဖက်ပါတယ်။အရင်ဆုံးကြာစံ2ထုံးကိုရေနွေးနဲ့ပြော့အောင်ဆယ်ပြီးတော့ပဲငက်ပြားကြီးအနောက်ဆုံးတစ်ဝက်စီတစုံထည့်ပြီးတော့တမအောင်နေပေးလိုက်ပါမယ်။အဲနောက်မှာတော့ကော်ပီတုတ်ကိုလည်းအမြင်လေးတွေရအောင်လှီးပြီးတော့အသင့်သုံးဖို့ဖယ်ထားလိုက်ပါမယ်။စီပူလာရင်တော့ကျဲဥတွေကိုထည့်ပြီးတော့ကြေအောင်မှွေကြော်ပြီးတဲ့နောက်မှာဆယ်ထုတ်ထားလိုက်ပါမယ်။အိုးရဲစီနေငယ်နဲ့ကြက်သွန်ဖြူနှုတ်စင်ငရုတ်သီးကိုတော့မီးအလဲလဲထားပြီးတော့ငွေးနေအောင်စီသက်ပေးလိုက်ပါမယ်။အဲဒီနောက်ကော်ဖီမြင့်တွေထည့်ပြီးတော့ကော်ဖီတွေနူးလာတဲ့အထိတစ်ချက်နှစ်ချက်မှွေကြော်ပေးပြီးရင်တော့စိန်ထားတဲ့ကြာစံနဲ့ကြော်ထားတဲ့ကျဲဥတွေထည့်ပေးလိုက်ပါမယ်။အရသာအတွက်ပဲငက်ပြားရဲ့ကျဲစားနဲ့ကြက်သားမုတ်ထည့်ပြီးတော့အရသာဝင်အောင်လို့မှွေကြော်ပေးလိုက်မယ်ဆိုရင်တော့ရပါပြီ။ဒီလိုကြော်ထားတဲ့ကော်ဖီတုတ်ကြာစံကြော်ကမကတ်ဖဲနဲ့အရသာရှိစားမြိန်စီပါတယ်။အင်္ဂါလူတွေအရန်ကြိုက်တဲ့တာရီယာကီကြက်ပေါင်ထမင်းကိုအပြင်ကနေဝယ်မစားဘဲနဲ့အိမ်မာရင်လှစားလို့ရမယ့်နီလန်လေးကိုလူကြီးမင်းတို့ကိုဝေမျှပေးသွားပါမယ်။ရိုးရိုးရှင်းရှင်းလေးနဲ့အပြင်ကဝယ်တာထက်ပိုစားလို့ကောင်းပါတယ်။ကြက်ပေါင်တချို့ကိုပြင်ဆင်ပြီးတော့အယိုးထုတ်ပေးပြီးရင်တော့ဓားဆောင်နဲ့ထွေးရိုက်ပေးလိုက်ပါမယ်။အဲ့လိုဆိုရင်တော့အကျက်လွယ်စီပါတယ်။သူတွေကိုကျင်းကြက်သွန်မိတ်ဟင်းချက်အရက်တစုံစားငရုတ်ကောင်းမုတ်ထည့်ပြီးတော့တမအောင်နဲ့ထားပေးလိုက်ပါမယ်။ပကံလုံးတွေကိုပဲငက်ပြားရဲ့ကျဲဟင်းချက်အရက်ရေခီယူစီပြားရည်ထဲမှွေပေးလိုက်မယ်ဆိုရင်တော့ရိုးရှင်းတဲ့တာရီယာကီဆော့ကိုရပါပြီ။အိုးရဲစီပူလာရင်တော့နှက်ထားတဲ့ကြက်ပေါင်တွေကိုအိုးရဲထည့်ပြီးတော့မီးအလဲလန်နဲ့မျက်နှာပြင်နှစ်ပတ်လုံးကိုရှေဝိုင်အောင်တန်းသည့်အထိကြောပေးလိုက်ပါမယ်။အဲဒီနောက်မှာတော့ဆက်ထားတဲ့ဆော့ကိုဆန်ပြီးတော့9မိနစ်6မိနစ်လောက်အဖုံးအုပ်နှက်ထားပေးလိုက်ပါမယ်။အနည်းကြားတဲ့အထိချက်ပေးလိုက်မယ်ဆိုရင်တော့ရပါပြီ။ဒီလိုချက်ထားတဲ့တာရီယာကီကြက်သားနှက်ကအရသာလေးနှက်ပြီးတော့အရန်အရသာရှိတာမို့လို့လူကြီးမင်းတို့လည်းလိုက်ချက်စားကြည့်လိုက်တော့နော်။ရိုးရှင်းတဲ့အိမ်ချက်ဟင်လျာတွေကကလေးတွေကိုပိုအကြိုက်တွေးစီနိုင်ပါတယ်။ဒီနေ့ဝေမျှပြီးမှကတော့အသားစင်ကောပဲပြားကျဲဥချက်ပဲဖြစ်ပါတယ်။ငွေပြန့်အရသာရှိပြီးတော့ထမင်းနဲ့အရန်လိုက်ပါပါတယ်။ဝတ်သားနှုတ်စင်ကိုအရင်ကျိုးနှက်ထားပြီးတော့မီအေးအေးနဲ့အစီထွက်အောင်မှွေကြော်ပေးလိုက်ပါမယ်။ကြက်ခနေပြီဆိုရင်တော့အရင်ခတ်ထားပြီးတော့လှီးထားတဲ့ပဲပြားတွေထည့်လိုက်ပါမယ်။ကျဲဥကိုခလောက်ပြီးတဲ့နောက်မှာတော့ပဲပြားတွေပေါ်လောင်းထည့်ပြီးတော့အသားကျကျသွားတဲ့နောက်မှာအသားလေးမှွေပေးလိုက်ပြီးတော့ပဲပြားမှာကျဲဥရည်တွေကတ်သွားအောင်လုပ်လိုက်ပါမယ်။ပြီးတော့မှအသားနှုတ်စင်တွေကိုထည့်ပြီးတော့ဆက်ထားတဲ့ဆော့ကိုစမ်းပေးလိုက်ပါမယ်။ sauce အတွက်ပဲငက်ပြားရဲ့ကျဲခီယူစီကော်မုံရေထဲမှွေပေးထားလိုက်ပါမယ်။မိနစ်ပိုင်းလောက်ထည့်ထားပေးလိုက်ပြီးတော့မီးပြပြနဲ့အနှစ်ကျအောင်ချက်ပေးလိုက်ပါမယ်။အိုးမချခင်မှာကြက်သွန်မိန်နှုတ်စင်ဖြူပေးလိုက်မယ်ဆိုရင်တော့ရိုးရှင်းပြီးတော့အရသာရှိတဲ့အသားစင်ကိုပဲပြားကျဲဥချက်ကိုရပါပြီ။ချက်ရတာရိုးရှင်းလွယ်ကူပြီးတော့အာဟာရနဲ့ပြေဝလို့ကလေးတွေနဲ့အရန်တင်တော်ပါတယ်။ကိုဝင်ဆောင်စဉ်ကာလမှာမုံလာဥဖြူများစားမယ်ဆိုရင်တော့အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။အိမ်မှာမုံလာဥဖြူရှိတယ်ဆိုရင်တော့ကျွန်တော်လို့တလို့မျိုးလေးမုံလာဥဖြူကြော်လေးစားကြည့်ပါ။အရင်ဆုံးမုံလာဥကိုအမြင်လေးတွေရအောင်ကျင်းနဲ့ချစ်ပြီးရင်တော့စားနှဲငယ်ဖြူပြီးတော့ရေထွက်အောင်နေပြီးလိုက်ပါမယ်။အဲဒီနောက်မှာတော့အငန်တက်ရောက်အောင်ရေနဲ့ဆေးပြီးတော့ရေစစ်ပြီးတဲ့နောက်သူတွေကိုကြက်သွန်မိန်နှုတ်စင်နနံပင်စားကြက်သားမုံနဲ့တရုတ်မဆလာကျဲဥနှလုံးဂျုံမုတ်2စုံကော်မုတ်1စုံထည့်ပြီးတော့လက်နဲ့တမအောင်နေလိုက်ပါမယ်။စီ60ရာခိုင်နှုန်းလောက်ပူလာပြီဆိုရင်တော့တူနဲ့အနှဲငယ်ယူပြီးတော့အိုးရဲထည့်ကြော်လိုက်ပါမယ်။ကြော်နေစဉ်တစ်ချောင်းမှာမီးအလဲလဲထားပြီးတော့မျက်နှာပြင်နှစ်ဖက်လုံးရှေဝိုင်အောင်တန်းကျွတ်အောင်ကြော်ပြီးပြီဆိုရင်တော့ဆဲထုတ်လို့ရပါပြီ။အပေါ်ကွန်ကျွတ်လေးနဲ့အတွင်းသားနူးညံ့ပြီးတော့တကယ်ကူမှအရသာရှိတဲ့အပြင်လုံရတာလဲလွယ်လို့လူကြီးမင်းတို့လည်းအမြန်လိုက်လို့စားကြည့်လိုက်တော့နော်။